Vậy ကျွန်တော်ကတော့ idol wallpaper ဆိုင်ရန်ကုန်ဆိုင်ရဲ့ပုံနာဖြစ်ပါတယ်။တောင်ကြီးမှာတော့ KS wallpaper ဆိုင်ရဲ့ပုံနာလည်းဖြစ်ပါတယ်ပေါ့နော်။တောင်ကြီးမှာ KS wallpaper နဲ့နာမည်ဖွင့်တာပါ။ရန်ကုန်မှာ idol နဲ့ဖွင့်တာပေါ့နော်။ကျွန်တော်တို့ဆိုင်မှာအဓိကရတဲ့ပစ္စည်းတွေကတပေခွဲ33ပေကပ်ခွာ wallpaper ရပါတယ်။3ပေအနံအလိတ်တွေကပ်ခွာရပါတယ်4ပေအနံအလိတ်ကပ်ခွာရပါတယ်ပေါ့နော်။2ပေတပေမိဖို့ကြောင့်3ပစ္စည်းအိတ်ခမ်း3ပစ္စည်းရုံးခမ်း3ပစ္စည်း KTV 3တဲ့ပစ္စည်းတွေလည်းရပါတယ်ပေါ့နော်နိုင်ငံကပ်ခွာ2ပေတပေကိုပြောတာပေါ့နော် 2D project တွေလည်းရပါတယ်လူနေအိမ်3နဲ့ 2D project တွေလည်းရမယ် KTV 3နဲ့ 2D project တွေလည်းရမယ်ပေါ့နော်3မျိုးရှိပါတယ်ပြီးရင်20လက်မှ33ပေကော်ဖြော်ပြီး3ခန်းနဲ့ wallpaper အမျိုးအစားတွေလည်းရပါတယ်ရန်ကုန်ဆိုင်လည်းရပါတယ်တောင်ကြီးဆိုင်လည်းရပါတယ်ကျွန်တော်အခုပြောတဲ့ပစ္စည်းတွေအကုန်လုံးကရန်ကုန်ဆိုင်နဲ့တောင်ကြီးဆိုင်လည်းရပါတယ်ပေါ့နော်မှန်ကက်အလေးတွေလည်းရပါတယ်ရန်ကုန်ဆိုင်လည်းရပါတယ်တောင်ကြီးဆိုင်လည်းရပါတယ်အထူးသဖြင့်ကျွန်တော်ရန်ကုန်မှာဘယ်လိုလုပ်ရလဲဆိုရင်ပေါ့နော်အိမ်တစ်အိမ်လုံးတိုက်ခန်းတစ်ခန်းလုံးကိုနိုင်ငံကပ်ပေးတယ်စာပေရှိတယ်ညနေချက်ကိုဘောပေးပါကပ်ပြီးစားပေးလုပ်နေတယ်။မှန်မှာကပ်ပြီးစီပင်ငံလေးပါကပ်ပြီးရပေါ့နော်။အဲ့လိုမျိုးကျွန်တော်တို့ ਨੇ တနေရာထဲမှာပဲပြီးစီးသွားတဲ့အိမ်တွေအများကြီးပါတယ်ပေါ့နော်။ကျွန်တော်တို့ဘောပေးပါကြတော့လက်ရှိဆေးတုပ်တဲ့ဈေးနှုန်းအရဘောပေးပါကပ်တာပိုပြီးဈေးတက်တာညံလည်းပြန်တယ်ပေါ့ဖုံလည်းမထုတ်ဘူးနော်။အဲ့အာတာချက်လေးတော့ရှိပါတယ်။နေဝေးတွေလည်းလိုက်ကပ်ပေးပါတယ်မနေ့ကမှကလောဆိုင်ပြီးသွားတာပေါ့နော်ရန်ကုန်ဆိုင်လည်းမနေ့ကရှိပါတယ်ရန်ကုန်ဆိုင်လည်းမနေ့ကတရက်တည်းနဲ့ပြီးသွားတာပေါ့နော်ချင်းမြနိုင်ပါမှာပေါ့နော်လာလို့ရတဲ့နေရာမှန်တယ်များအကုန်လာပြီးလာကပ်ပေးပါတယ်ရန်ကုန်မြို့အတွင်းလည်းလာကပ်ပေးပါတယ်ကျွန်တော်တို့ကအဓိကကအလိတ်နဲတယ်ဆိုရင်တော့လမ်းစိတ်လေးထပ်ယူပြီးတော့လာကပ်ပေးပါတယ်ပေါ့နော်လာလို့ရတဲ့နေရာမှန်တယ်များဆိုတာလမ်းခီးပေါက်ပြီးလာလို့ရတဲ့နေရာမှန်တယ်များအကုန်လာကပ်ပေးရလို့ပြောတာပေါ့နော်ကျွန်တော်တို့ရန်ကုန်ဆိုင်မှာပဲပဲတောင်ကြီးဆိုင်မှာပဲပဲ KTV မှာသုံးတဲ့ပစ္စည်းတွေကအဓိကထားပြီးတော့လာဝယ်ကြတာများပါတယ်ကျွန်တော်တလားကို KTV တွေတစ်လုံးနှလုံးအမြဲတမ်းလုံးနေရတာပေါ့နော်နောက်ပြီးတော့ KTV က order လမ်းမှာတာတွေရှိရပေါ့နော်စွာတို့ mindset တို့ bait တို့အများကြီးပါတယ်ကိုတို့မော်ဗီတို့တိုက်ချီတို့ KTV မှာသုံးတဲ့ project တွေတပေနှစ်ပေအချက်ရပေါ့နော်ဈေးလေးမတက်နိုင်တော့ wallpaper ကိုရွေးချယ်လို့ရပါတယ် wallpaper လည်း KTV ဒီဇိုင်းရှိပါတယ်ကျေးဇူးတင်ပါတယ်လာဝယ်ခြင်းတော့ရန်ကုန်တိုင်းမရမ်းဘူးမြို့နယ်တမိုင်းတရက်ပဲတမိုင်းလေးလမ်းမြို့ဟောင်းအိမ်နံပါတ်900မှာလာဝယ်ယူလို့ရပါတယ်တောင်ကြီးမှာတော့တောင်ကြီးမြို့နယ်ကန်ရှိရက်ကွက်တန်လွင်လန်း B2 တောင်ကြီးဂိုးရန်ဝင်းဟိုတယ်မျက်စောင်းတို့မြို့လေ BOC အနီးမှာလာဝယ်ယူလို့ရပါတယ်တောင်ကြီးမှာပဲရန်ကုန်ဆိုင်မှာပဲဝယ်ဖုန်းနံပါတ်က0998966399ကို Viber အနေနဲ့ဆက်သွယ်လို့ရပါတယ်ဖုန်းဆက်ပြီးလဲမှာယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်